ကဲမျိုးရအောင်မင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်ရွေးထားတဲ့ကီးနဲ့ကနန်းတွေကိုညီကိုတို့မျိုးတို့ပြောပြချင်လို့ပါဒီနေ့တော့ကျွန်တော်ရွေးထားတာဒီနေ့တရက်စာလုံးအတွက်မဒီမပေါက်ကီးနေနဲ့385ကီးပါ385ကီးကိုမှအတွဲနဲ့ကြိုက်တယ်ဆိုရင်ကျွန်တော်တော့တစ်ကိုကြိုက်ပါတယ်31815ပေါ့ဒါပေမဲ့တကယ်တခြားရွေးတဲ့ကဏ္ဍတွေကဆိုရင်တော့24နဲ့25တော့24နဲ့25တော့မြများတင်ထိုးစေချင်တယ်ပေါ့ဗျာတကယ်တပတ်စာအတွက်တပတ်စာလုံးမပြောက်ပတ်တီးအနေနဲ့ဒီတပတ်ကို8ကိုကြိုက်ပါတယ်8ပတ်တီးကဘုံလုံးကြောင်ရထွက်လိမ့်မယ်လို့တော့ကျွန်တော်ကယုံကြည်ရပါတယ်အရင်အနေနဲ့ထိုးမယ်ဆိုရင်တော့3686ဒီနေ့အတွက်3686ဒီကိုတို့မျိုးတို့ဆမ်းပြီးတော့ထိုးလို့ရပါတယ်ကျွန်တော်ရှိမှမန်ဝင်ပြီးတော့တည့်ရလူတွေကကျွန်တော်တပတ်စာပို့ပြီးသားပါဗျာခဏနေရလေဗျာထက်ကထွက်နေရောထက်ထွက်နေကျွန်တော်ကလည်းရွေးပေးရတော့နည်းနည်းအခက်အခဲတော့ရှိရပါဒါပေမဲ့အနည်းဆုံးအမကန်ပတ်တီးနဲ့ဟိုရောလိုချင်အမကန်ပတ်တီးနဲ့တပတ်စာကတ်တွေကိုလိုချင်တော့ကျွန်တော်ရဲ့ Viber နံပါတ်ကိုကျွန်တော် comment မှာမှတ်ပေးထားပါမယ်ကျွန်တော်ဖုန်းနဲ့ရော Viber နဲ့ရောလာပြီးတော့ဆက်သွယ်မြင်လို့ရပါတယ်ဗျာဟုတ်ကဲ့ဒီနေ့တော့တကယ်ကီကတော့ကျွန်တော်ကပြောလို့ပဲ385ကီပါ385ကီကိုဒီကိုတို့စိတ်ကြိုက်တဲ့ကဏ္ဍအနေနဲ့ရွေးကပ်ပြီးတော့ထိုးနိုင်ပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော် channel ကအသစ်ဖြစ်လို့ subscribe လေးလုပ်ပြီးတော့ video တင်တိုင်းသိရင်တော့ခေါင်းလုံးလေးကိုနှိပ်ပေးတာပါဗျာ channel ရလေဗျာ game လေးဆို YouTube ရဲ့ policy အရ ban လေးအများ channel ရလည်းခဏပြတ်နေတော့ဒီ channel လေးကိုတော့ subscribe လုပ်ထားပါကျွန်တော်မှန်ပါကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုမှတ်မိတာပါမယ်တခုခုသိချင်တာဟိုဖြစ်လို့ရှိရင်အချိန်မြေးလာမေးနိုင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ